ကဲဒါဆိုရင်ဆရာတို့ example 3ကိုတွားကြည့်အောင်ဟော example 3မှာကြတော့ compute တဲ့တွက်ထုတ်ပါတဲ့ဒီအဖြေကိုဆရာတို့ကိုရှင်းခိုင်းတယ်ဟော order ဘဲပုံစံအနေနဲ့ပေးထားတယ် order ဘဲလား complex ပုံစံလားကြည့်ကြည့်လိုက်ပေါ့ order ဘဲပုံစံနဲ့ပေးထားတော့ဆရာတို့က order ဘဲပုံစံနဲ့ပဲရှင်းပေးမယ်ဒီမှာတော့ तू က order ဘဲပုံစံကိုဘယ်လိုသွားသေးလဲ complex ပုံစံနဲ့ပါရှင်းထားသေးတယ်ဟုတ်တယ်နော်အဲ့တော့ဆရာတို့ကတော့ order ဘဲပုံစံနဲ့ပဲတွက်ပေးမယ်ဆရာကပြောသလိုပဲ order ဘဲနဲ့ပေး order ဘဲနဲ့ပဲတွက်မယ်ကဲတွက်ကြည့်အောင်ကွာဆရာကဲတွက်မယ်ဆိုတော့ example 3ဆရာဖြူနဲ့တွက်ထားတယ်နော်ဖြူနဲ့တွက်ထားလိုက်ကြည့်ရဖို့ရှင်းကဲဟုတ်ပြီ example 3က -2,3 နဲ့ 1,-2 plus 1,1 နဲ့ 0,1ဟုတ်ပြီကဲဆရာကဒီနှစ်ခုကိုမြောက်ဒီနှစ်ခုကိုမြောက်မှာဆိုတော့ဆရာကတခါရယ်ကဲဒီကောင်ကအယောင်လေးနဲ့ဆရာသွားထားလိုက်အယောင်လေးနဲ့သွားမယ်ဆိုတော့ဆရာကရှေ့နောက်ပြင်းတွင်းဒါဆိုရင်ဆရာအဲ့ဒါလို့ကဲတွက်ကြည့်ရအောင်ကဲဆက်စချင်းအပုံမို့လို့ဆရာကတော့နည်းနည်းလေးပေါ့နော်နည်းနည်းလေးပို့ပြီးတော့ပြောပြပေးနေတယ်ကဲဟုတ်ပြီရှေ့ဆိုတဲ့အတွက် -2 into 1ဒါရှေ့ဂျားမှာအနှုတ်ဟုတ်တယ်နော်ဒါကဆရာက order ပဲဆိုတော့ဒီလိုခတ်ထားလိုက်တယ်ပြီးသွားရင်နောက်ဆိုတဲ့အတွက်3 into -2ပြီးတော့မှ comma ဟုတ်လားပြီးတော့ပြင်ကကြတော့ -2 into -2 plus တွင်းကြတော့3 into 1ဒီလိုဖြစ်သွားတယ်ဒါတပိုင်းပဲရှိသေးတယ်เนาะနောက်ကဟာကျန်သေးတယ်နောက်ကဟာကြတော့လေရှေ့ဆိုတော့ဆရာတို့က1 into 0 minusနောက်က1 into 1 comma ပြီးတော့ပြင်ကကြတော့1 into 1ပြီးတော့ရင် plus 1 into 0ဒီလိုဖြစ်သွားတယ်ဟုတ်ကဲ့ဒါဆိုရင်ဆရာတို့ကဲဒါတစ်ဆင့်ချင်းစီသွားတာဆရာတို့ကတကယ်တော့တခါတည်းတက်မြောက်သွားလိုက်ရင်လည်းရတယ်ဟုတ်လားဒါတို့သမီးတို့မသိသေးမှဆိုလို့ဆက်စချင်းမို့လို့ဆရာအဲ့လိုပြောပြပေးနေတာကဲ -2 ဒါကောင်က -2 ဒီကောင်ကဘယ်လောက်ဖြစ်သွားမလဲ -5 နဲ့ minus နဲ့ဆိုတော့ +5 -2 + 5 comma ဒီကောင်ကကျတော့4 + 3ဟုတ်လားပြီးတော့တစ်ခုရပြီဟိုဘက်ကကျတော့1ဒီကောင်က0ဒီကောင်က1ဆိုတဲ့အတွက်ကဲ0 - 1တစ်ဆင့်ရေးလိုက်ပါအောင်မယ်1 + 0ဒီလိုထွက်တယ်ကဲဒါဆိုရင်3,7ကတစ်ခု plus -1,1 ကတစ်ခုဒီလိုဖြစ်တယ်ဒီလိုဖြစ်ပြီဆိုပေါင်းပြီဆိုရင် x1 ချင်းပေါင်း x1 ချင်းပေါင်း y1 ချင်းပေါင်းလို့ဆရာပြောထားတဲ့အတွက်3 - 1ကတစ်ခု7 + 1ကတစ်ခုဒါဆိုရင်ဟုတ်လားဒါဆိုရင်ဆရာတို့ကဘယ်လောက်ရမလဲ2,8ခဏလေးဆရာဒီနားမှာဘာလိုသွားလဲဒီနေရာမှာ6ဆိုတော့ဒါက4ဒါက4နဲ့အဲ့ဆို3,8ကဲမျက်စိတွေရှမ်းတယ်เนาะအဲ့လေးတွေသတိထားမယ်ရှမ်းတယ်เนาะကဲဟုတ်ပြီဒါဆိုရင်3,8ရပြီကဲဖတ်စာအုပ်ထဲမှာတော့ method 2ဆိုပြီးတော့ तू ကဒီ complex ပုံစံနဲ့လုပ်ပေးထားသေးတယ်ဆရာတို့က complex ပုံစံ exercise တွေမှာလည်းတွေ့အောင်မှာဆိုတော့ဆရာတို့မလုပ်ပြတော့ဘူးဆရာမှတ်ပြောထားသလိုပဲမင်းတို့မှတ်ရင်လွယ်တယ် order pair နဲ့လာရင် order pair နဲ့ပဲတွက်မယ် complex ပုံစံ i နဲ့လာရင် complex ပုံစံနဲ့ပဲတွက်ထုတ်ပေးမယ်ကဲဒါဆိုရင်ဆရာတို့က 1.2 ရဲ့1ကိုတွားကြည့်အောင်ကဲ 1.2 ရဲ့1မှာပေးထားတာ 2,0 ရဲ့ 3,5 ရဲ့3, -2 ရဲ့ 0,1 ရဲ့ကဲဒီတစ်ခါဆရာကတန်းတွက်တော့မယ်ကွာတန်းတွက်တော့မယ်ဆိုတော့ရှေ့က6နောက်က0ဆိုတော့ -0ရှေ့ကပြင်က10တွင်းက0တခုပြီးပြီရှေ့က0နောက်က -2ဆိုတဲ့အတွက်ဒီက -2ဒီလိုဖြစ်မယ်ဒီကပြင်က3တွင်းက0ဒါဆိုရင်ဆရာတို့က6,10plus ဟိုကောင်ကြတော့
minus နဲ့ minus ဆိုတော့ plus 2,3 ဟုတ်ပြီဒါဆိုရင်ရှေ့ပေါင်းတော့6နဲ့2နဲ့ပေါင်းတော့8 10နဲ့3နဲ့ပေါင်းတော့13ကဲ A B B ကကျတော့2, minus 5 minus 1,0 plus 1,0 နဲ့ 5,1 ကဲဒါတွေကတချို့ပုတ်ဆရာကတော့ပုတ်စာတွေကိုအကုန်အစိတွက်ပေးသွားမယ်ဒါတို့ကတော့ကိုယ့်အကိုလည်းတွက်ကြည့်ဆရာနဲ့အတူတူတပုတ်လောက်တွက်ကြည့်ပြီးကိုယ့်အကိုတွေလည်းကျန်တာတွက်ကြည့်ကြည့်ပေါ့ပြင်ဆရာနဲ့အဖြေလာတိုက်လို့ရတာပဲလေကဲဟုတ်ပြီဒီမှာဆိုရင်ရှေ့နောက်sorry ရှေ့အနှုတ်နောက်ပြောရရင်ပြင်းအပေါင်းတွင်းတခုပြီးရှေ့အနှုတ်နောက်ပြင်းအပေါင်းတွင်းဒီလိုဖြစ်သွားတယ်ကဲပြီးတော့ရင်ဆရာတို့ဒါကိုရှင်းမယ် -2,5 ကောင်5,1 ပေါင်းလိုက်တယ်ဆိုတော့ 3,6 တခုပြီးသွားပြီကဲ C ကဲကိုတွက်ကြည့်ရင်လည်းဆရာနဲ့လာပြီးဖြေတွေတိုက်နေလို့ရတယ်โอเคနော်ကဲရှေ့6နောက်6ဆိုတော့ -6 ပြင်း9 twin plus 4 okay တခုပြီးပြီ6 minus 6, ပြင်း twin ဒါဆိုရင်0,13 ဒါကတခု plus 0,13ဒါဆိုရင်ဆရာတို့ကဗာရပြီလေ0နဲ့0နဲ့ဆိုတော့0 13နဲ့13ဆိုတော့26ဒါပဲပေါ့ကဲဒီလေးလောက်ပါအောင်ဒီက1,0 ရဲ့ 0,1 ရဲ့ 0,1 ရဲ့ 1,0 ရဲ့ဒါဆိုရင်ရှေ့0နောက်0ပြင်း1 twin က0 plus ဟုတ်ပြီ0ဟိုကောင်ကလည်း 0,0 plus 1ဒါဆိုရင် 0,1 plus 0,1 0ချင်းပေါင်းတော့0 1နဲ့1နဲ့ပေါင်းတော့2ဒါပဲပေါ့ကဲရမလားကဲဒါဆိုရင် number 1.2 ရဲ့ number 1ပြီးပြီ 1.2 ရဲ့ number 2 1.2 ရဲ့ number 2ကကြတော့ဘာလာလဲကျွန်တော်ကြည့်အောင် 1.2 ရဲ့ number 2ကကြတော့ABCD ပဲသူကကြတော့ complex ပုံစံနဲ့ဖြစ်သွားပြီ I နေပါလာပြီကဲ I နေပါလာရင်ဆရာကဘာပြောထားလဲ I နေပါလာရင်တော့မင်းတို့ဝင်မြောက်လိုက်တာပိုကောင်းတယ်ဝင်မြောက်တဲ့နီးလေးကတော့ပိုရှင်းတယ်လို့ဆရာပြောထားတယ်ကဲဝင်မြောက်ချင်ဘူးရှေ့နောက်တွင်းပြင်းနဲ့သွားချင်တဲ့သားတွေကလည်းသွားလို့ရတယ်ဆရာကတော့ဝင်မြောက်တဲ့နီးကိုသုံးပြမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ဆရာတို့ကတပုတ်တော့ဆရာအသေးစိတ်လေးပြောပြအောင်မယ်3 plus 2i into 3 minus 2i plus minus 5 plus 7i နဲ့ minus 1 minus i ဆိုပြီးတော့ရှိတယ်။ကဲဒါဆိုရင်ဆရာဝင်မြောက်ပြီကွာ။ဝင်မြောက်တော့9 minus 6i နောက်ကဝင်မြောက်တော့ plus 6i minus 4i square ဒါတခုရတယ်။ခွင့်ပိတ်မယ်။ပြီးတော့ plus ကဲဒီကောင်ဝင်မြောက်မယ်ကွာ။ဆိုတော့ plus 5ပြီးသွားရင် plus 5i ဒီကောင်ဝင်မြောက်မယ်ကွာ minus 7i minus 7i square အဲ့တော့ square တွေကိုဆရာတို့က minus ပြောင်းတဲ့အဆင့်လေးကိုတစ်ချက်လောက်ပြောပြအောင်မယ် square တွေကို minus ပြောင်းအောင်မယ်ကဲအဲ့တော့ဒီကောင်ကတော့ကျေသွားပြီ9 plus 4ဖြစ်သွားတယ် plus နောက်ကကောင်ကကြတော့5ဒီကောင်ကကြတော့ minus 2i ပြီးသွားရင် plus 7ဖြစ်သွားတယ်အဲ့တော့13 plus ဟုတ်လားနောက်ကကောင်ကကြတော့12 minus 2i အဲ့အတွက်ဆရာတို့က25 minus 2i ပေါ့ဒီကိုရတယ်ကဲပြီးရင် b ကကြတော့ minus 1 plus i နဲ့1 minus i plus 2 plus 3i ကဲဒါလေးတွေကဆရာတခါလဲတွက်ပြထားတာကိုယ့်အကိုလည်းတွက်ကြည့်မယ်ပြီးမှဆရာနဲ့အဖြေလာတိုက်မယ်ပေါ့လေ minus 1 plus i plus i ကဲမြောက်တယ်ဝင်မြောက်တော့ minus i square plus ဒီကောင်ကကျတော့မြောက်ဆရာမရှိဘူးနောက်ကကောင်ကဒါဆိုရင်ဆရာက2 plus 3i ပဲပြန်ရေးထားပေါ့ကဲဒါဆိုရင် minus 1 plus 2i ဒီကောင် i square က minus ဆိုတော့ plus 1ပြီးသွားရင် plus 2 plus 3i ပဲပေါ့ဒါဆိုရင်ဒီကောင်ကျေသွားတော့ဆရာတို့က 2i plus 2 plus 3i မဟုတ်ဘူးလားအဲ့ဒါဆိုရင်2 plus
5i ပေါ့ကဲ c လေးဆက်တွက်မယ် c က1 plus I 1 minus I plus minus 2 plus I minus 2 plus I okay ကဲသွားမယ်ဝင်မြောက်တဲ့နည်းနဲ့သုံးမယ်ဆိုတော့1 minus I plus I minus I square အဲ့ဒါတခု4ကကြတော့ minus က minus ဆိုတော့ plus ဖြစ်သွားမယ်အော်ဒီမှာ minus 2I minus 2I plus I square ဟောဟုတ်ပြီဟောဒါဆိုရင် I ကြည်တယ်ဟောဒီကောင်က1 plus 1ပေါ့ပြီးတော့ရင် plus ဟောဒီကောင်ကကြတော့4 minus 4I minus 1ပေါ့ဒါဆိုရင်2 plus ဟော3 minus 4I ပေါ့ဟုတ်လားဟောဆရာတို့တာတွေဟုတ်လားဟုတ်ရလားကဲကြည့်နော်ကဲဒါဆိုရင်5 minus 4I နဲ့ကဲဒါဆိုရင် c လည်းပြီးသွားပြီပေါ့ကဲဟုတ်ပြီဒီလေးဆက်တွက်ကြည့်ရအောင်ဒီက3 plus 2I plus 7 minus I into minus 3 plus 3I နဲ့ကဲဒါဆိုရင်ရှေ့မှာလည်းရှင်းစရာကောင်းမရှိတော့သူ့ကိုဒီတိုင်းပြန်ရေးပြီးတော့မှဝင်မြောက်မယ်ကဲဝင်မြောက်တဲ့နည်းကိုသုံးတော့ minus 21ဟုတ်လား minus 21ပြီးတော့ရင် plus 21I plus 3I minus 3I square ဟောဒါဆိုရင်3 plus 2I plus ကဲကြည့်ပါဦးဘာတွေဘယ်လိုတွေရှင်းလို့ရမလို့ဒါက 21I ကဲဟုတ်ပြီအဲ့တော့ဆရာတို့ကဒီမှာဒီတဲကိုအရင်ရှင်းတော့ minus 21 plus 24I plus 3ဟောဒါဆိုရင်3 plus 2I minus ဒီကောင်ပေါင်းလိုက်တော့18 plus 24I ကဲဒါဆိုရင်18နဲ့3နဲ့ကျတော့ minus 15 plus 26I နဲ့ကဲဒါဆိုရင်ဒီလည်းပြီးသွားပြီပေါ့ကဲအဲ့ဒါဆိုရင်ဆရာတို့ကကဲ ABCD ဆရာဖြေလေးတွေပြန်ပြမယ်ဒါလေးတွေရက်ပြီးတော့ဓာတ်ပုံလေးရိုက်ဒါမှမဟုတ်ရင်ရက်ပြီးတော့ကူးထားလို့ရအောင်ဆရာပြပေးနေတာပါကဲ okay အဲ့ဒါဆိုရင်ဆရာတို့နောက်ဗီဒီယိုမှာနောက်ထပ်အခန်းဖြစ်တဲ့ 1.3 ကဆရာတို့ဗာကြည့်ရမလဲ conjugate လုပ်တာတွေပြောင်းပြန်လှန်တာတွေစားတာတွေပေါ့လေအဲ့ဒါတွေကိုဆရာတို့ဆက်သွားကြမယ်